ဒီကိုမိုးစီတို့ကနေပြီးတော့ဒီ one ဆိုတဲ့ဟာကိုတကယ် hardware ကိုရောက်လာပြီဆိုတော့ကျွန်တော်ပထမတော့နည်းနည်းလေးတန်တရားဖြစ်တယ်တကယ် hardware ကြတော့ဒါတကယ်လူကိုယ်တိုင်လုပ်ထားတဲ့ handmade တွေဆိုတော့ဈေးကအဲ့လောက်ပိုးတော့ဟိုကဖြစ်မှာဆိုလို့ပေါ့နော်ဒါပေမဲ့ဒီကောင်က copy မဟုတ်ဘဲနဲ့တကယ်တရားဝင်ထုတ်ထားတဲ့ဟာလို့ကျွန်တော်လည်း internet မှာတွေ့ရတယ်လေတွေ့ရတဲ့ခါကျတော့သုံးကြည့်လိုက်တဲ့ခါကျတော့တော်တော်ကိုသိတာတယ်ဗျတကယ် software နဲ့ hardware ကြတော့တော်တော်လေးကိုသိတာတယ်ဟိုအတန်ညံ့ညောမှုရောတကယ် smooth ဖြစ်တာမှအစပေါ့သူကတော့ဘာဖြစ်ဆိုတော့သူရဲ့တကယ်ကျုပ်တွေပါလေဖြတ်သွားတော့အတန်အရန် warm ဖြစ်ပြီးတော့တော်တော်တော့သိတာတယ်ဒီကဗမာပြည်မှာရှိတဲ့ engineer တွေဒါသုံးမှုတဲ့လူတွေအားလုံးလဲကျွန်တော်မေးကြည့်လိုက်တော့အားလုံးကအရန်ကိုသိတာတယ် software နဲ့တော့အများကြီးပွားတယ်ပေါ့ဗျာအဲ့လိုချိန်များကိုကြည်ငယ်ရင်အတွေ့များ၍နေစဉ်လေပြင်းနဲ့လွင်လာတဲ့အတိတ်သံစဉ်ဟောင်းရင်တစ်ချိန်ကပိုင်ဆိုင်ကိုလေးအမြဲတမ်းဆိုခဲ့တာ Newman 87 U87 လေဟို Lin Studio မှာလေကျွန်တော် Studio ရောက်တော့လဲအဲ့ဒါပဲမိမလဲအဲ့ဒါပဲဒီဟုတ်တယ်မိမမက်တာရှော့ဆိုတာမိမစင်တိုင်းရအဲ့ဒါတော့တော်တော်ပေါ်ကြဟုတ်သူရဲ့ဗာလဲသူ driver တွေပါအစ်စ်တမျိုးလားမသိပူတော်မှအဲ့ high လေးတွေပူတော်မှဘာဖြစ်နေလဲကျွေဝလို့ပဲသူကတော့ကိုလစ်ဖြစ်တယ်ငါတကယ်သိရဲ့လုံးဝ compare လုပ်ပြီးတော့ဒီမိုက်နှလုံးနဲ့ဖမ်းပူတယ်စိတ်လုံးဝအတူပဲကျွန်တော်အရန်အောင်တယ်အောင်ကြကောင်းတယ် तू ကဟိုဈေးသုံးဖို့တစ်ပုံပဲပေးရအဲ့လိုဖြစ်နေတာနောက်နိုင်ငံတွေတွေ့တော့ဒါအတဲ့ဝင်တာပဲဒီဈေးကတော့ကျွန်တော်တော့ demonstration ကျွန်တော် final